ဒီနေ့တော့ day 27ရဲ့lab လေးကိုလုပ်သွားမှာဖြစ်ပါတယ်အဲ့တော့ထုံးစံတိုင်း step ကိုနှိပ်လိုက်ပါမယ်ခဏဆောင်ပေးရပါမယ်ရှင်အဲ့တော့ lab ရဲ့ instruction လေးကိုဖတ်ကြည့်မယ်ပေါ့နော်။အဲ့ရဲ့ instruction မှာဆိုရင်တော့သူ့ရဲ့ PVC ကို create လုပ်ပေးရမယ်ပေါ့နော်။ PVC ရဲ့ name လေးကိုပေးထားတယ်။အဲ့ဒီမှာဆိုလို့ရှိရင် PVC ကို create လုပ်မယ်ပြီးရင် subnet တစ်ခုလည်း create တစ်ခုလုပ်မယ်။အဲ့ဒီကနေ public IP ကတော့ auto assign လုပ်ပေးရမယ်။အဲ့ဒီ subnet အောက်မှာတိုင်းပဲ။နောက်တစ်ခုကကျတော့ EC2 ကို T2 micro type ကိုယူပြီးတော့သူ EC2 name ကိုလည်းပေးထားတယ်။ဒါကို create လုပ်ပေးရမယ်ပြီးတော့ရင်အဲ့ဒီ EC2 က internet access ရရမယ်ပေါ့နော်ဟုတ်ပြီအဲ့ဒါဆိုရင်တော့lab ကနေပြီးတော့ဒီ URL ကနေတစ်ဆင့်ဝင်လိုက်ပါမယ်username password လေးနဲ့ဝင်လိုက်ပါမယ်ရှင်အဲ့တော့ sign in လုပ်လိုက်မယ်သူရဲ့ PVC name လေးကိုပြောထားတာဖြစ်တဲ့အတွက်ဒီကနေ PVC လို့ပဲရှာလိုက်ပါတော့မယ်အဲ့တော့ဒီမှာဆိုလို့ရှိရင် PVC ရှိမယ်ပေါ့နော် subnet create လုပ်ခိုင်းတယ်အဲ့တော့နောက်တစ်ခုကဘာလုပ်ခိုင်းလဲဆိုတော့ internet ရဖို့ဆိုလို့ရှိရင် internet gateway ဖြစ်တဲ့အတွက်သူကတော့ internet gateway ဘိုင်းကိုတော့ဒီတိမပြောထားဘူးအဲ့တော့အရင်ဆုံး PVC ကို create လုပ်မယ်ပေါ့နော်သူ့မှာတော့ default တစ်ခုရှိနေတယ်အဲ့တော့ create လုပ်လိုက်မယ်PVC mode နဲ့ဒီဟာနဲ့မှာဆိုလို့ရှိရင် only ကိုပဲလုပ်လိုက်မယ်ပေါ့နော် data center path VPC နောက်ပြီးတော့သူပါသုံးခိုင်းလဲဆိုရင်ဒီ MPv4 cider block ကိုတော့ block ပေးမလဲဆိုတော့10 point ဘာမှမပြောထားတဲ့အတွက်လောဆယ်16နဲ့ပိုင်းလိုက်ပါမယ်အဲ့တော့ MPv4 ပဲ10 default ပဲကျန်တာတွေတော့ဘာမှမပြောထားဘူးအဲ့တော့ဒီအတိုင်းပဲ create လုပ်လိုက်ပါမယ်အဲ့တော့ MPv4 create လုပ်ပြီးသွားပြီ state ကတော့လောလောဆယ် available တော့ပြနေတယ်အဲ့တော့နှစ်ခုပေါ့နော်နှစ်ခုမှာဆိုရင်သူ့မှာကတော့ဒီတစ်ခုပေါ့နော်ဒီ create လုပ်ထားတဲ့တစ်ခုဒီတစ်ခုထဲကိုဝင်လိုက်ပါမယ်ဟုတ်အဲ့မှာဆိုလို့ရှိရင်တော့ PVC ပဲရှိသေးတယ်သူ့မှာ subnet တွေ route တွေပဲတွေနဲ့ချိန်ထားတာလည်းမရှိသေးဘူးဆိုတော့ subnet တစ်ခုကို create လုပ်လိုက်မယ်ပေါ့နော် subnet တွေကတော့ available တော့ဖြစ်နေတယ်ဒါပေမဲ့သူ့သက်ဆိုင်ရာတွေတော့ရှိနေတယ်ပေါ့နော်ရှိနေတဲ့အတွက်subnet တစ်ခုကို create လုပ်လိုက်မယ်အဲ့တော့ဘယ် PVC နဲ့လဲဆိုတော့ data center ဒီတစ်ခုလောက်ထားတဲ့ဟာရှိတယ် PVC ကိုရွေးမယ်ပြီးရင် subnet ရဲ့ name လေးကိုပေးထားပါတယ် data center path subnet အဲ့တော့ subnet ရဲ့ name ကိုထည့်မယ်ဒီဟာတွေက name preference ဒီတိုင်းပဲထားမယ်ဒီကောင်ကို ring လေးထည့်ပြရမယ် 0.1 default တစ်ခုထည့်လိုက်မယ်ပေါ့နော်အဲ့တော့ဒီကောင်တွေကတော့ဘာမှမပြောထားတဲ့အတွက် create subnet ပဲနှိပ်လိုက်ပါမယ် create subnet အဲ့တော့ subnet ထဲဝင်လိုက်မယ် subnet ထဲဝင်လိုက်တော့သူကဘာပြောထားလဲဆိုရင်public IP က auto assign ဖြစ်ရမယ်တဲ့အဲ့တော့ဒီမှာဆိုရင်no ဖြစ်နေတဲ့အတွက် action ထဲကနေပြီးတော့ edit submit setting ကိုရွေးပြီးတော့ enable လုပ်ပေးလိုက်ပါမယ်
အဲ့တော့တစ်ချက်ကြည့်လိုက်တဲ့အခါမှာauto sign က yes ဖြစ်သွားပြီပေါ့နော်အဲ့တော့ yes ဖြစ်သွားပြီးတဲ့အခါမှာဒီမှာဆိုရင်public IP ဒီစက်နဲ့လည်းရလာပြီ PPC လည်းရလာပြီပေါ့နော်အဲ့တော့ internet ရဖို့အတွက်ဆိုလို့ရှိရင်တော့ဒီမှာ internet ရဖို့အတွက်ဆိုလို့ရှိရင်တော့ internet gateway နဲ့ချိန်ပေးရမှာဖြစ်ပါတယ်အဲ့တော့ internet gateway မှာ internet create ကိုသုံးလိုက်မယ်ဒီမှာကဒီမှာ IDW လို့ပဲပေးလိုက်မယ် internet gateway အဲ့တော့ကျန်တဲ့ဟာတွေတော့ဘာမှမပြောထားတဲ့အတွက်ဒီတိုင်းပဲထားလိုက်မယ်အဲ့တော့ဒီမှာဆိုရင် internet gateway တော့ရနေပြီပေါ့နော်ကျန်တဲ့ဟာတွေနဲ့တော့ဒီကိုတစ်ချက်ဝင်ကြည့်လိုက်မယ် internet gateway တစ်ခုရပြီဒီမှာအရင်ကအရှိမလောက်ထားတဲ့ဟာဆိုလို့ရှိရင်attach PPC နဲ့ attach လုပ်ထားတယ်ပေါ့နော်သူကတော့ PPC နဲ့ attach မလုပ်ထားရသေးတဲ့အတွက် action ထဲကနေပြီးတော့ attach PPC နဲ့ attach လုပ်လိုက်မယ်အဲ့တော့အရှိမ data center ပတ် PPC ဆိုပြီးတော့စောက်ခဲ့တဲ့ဟာရှိတယ်ကျန်တာတွေကတော့ဘာမှမပြောထားတဲ့အတွက်မရွေးတော့ဘူးအဲ့တော့ attach internet PPC ကိုနှိပ်လိုက်ပါမယ်အဲ့တော့တစ်ချက်ပြန်ဝင်ကြည့်လိုက်မယ်အဲ့တော့သူက PPC နဲ့ attach ဖြစ်သွားပြီပေါ့နော်အဲ့တော့ PPC နဲ့လည်း attach ဖြစ်သွားပြီsubnet တွေလည်း create လုပ်ပြီးသွားပြီဒီမှာPPC လည်း create လုပ်ပြီးသွားပြီဆိုတော့တစ်ချက်ဒီကောင်လေးတွေပြန်စစ်လိုက်ပါမယ် PPC ထဲမှာဒါခုနကလုပ်သွားတဲ့ PPC ထဲမှာဆိုလို့ရှိရင်လုံးမအနေနဲ့ဆိုလို့ရှိရင်ဒီ PPC နဲ့ subnet နဲ့PPC နဲ့ subnet နဲ့ route table နဲ့တော့ချိန်နေတယ် route table နဲ့ internet နဲ့ကတော့မချိန်သေးဘူးPPC နဲ့ subnet နဲ့ကလည်းမချိန်သေးဘူးဖြစ်တဲ့အတွက်နားလေးပါအဲ့တော့ subnet ထဲကိုဝင်ပြီးတော့ route table နဲ့ချိန်ဖို့တော့ရှိပါတယ် subnet ထဲကိုဝင်လိုက်မယ်ဒီထဲကိုဝင်လိုက်မယ် action ကိုသွားလိုက်မယ် edit sorry subnet ထဲကိုဝင်လိုက်ပါမယ်ခဏတစ်ချက်ဝင်လိုက်ပါမယ်ဒီမှာက edit စနစ် setting မှာ allow တော့လုပ်ပြီးသွားပြီဒီထဲမှာစနစ်လည်းချိန်ပြီးသွားပြီအဲ့တော့ PDC ကိုတစ်ချက်ကြည့်လိုက်မယ် PDC ထဲမှာအဲ့တော့ internet gateway ထဲမှာချိန်ဖို့ကြံနေခဲ့တာပေါ့နော် internet gateway ထဲမှာခုနကမတွေ့နေတဲ့ဟာပေါ့နော် internet gateway ထဲမှာ PPC နဲ့attach ကလုပ်ပြီးသွားပြီ PPC နဲ့ internet gateway ထဲမှာအဲ့တော့အဲ့ဒီ attach ကိုတစ်ချက်ကြည့်လိုက်ဒီမှာလုပ်ပြီးသား internet နဲ့ချိန်ပြီးသားအဲ့တော့ PPC ထဲမှာ subnet table တွေလည်းရှိပြီးသားဆိုတော့ route table ကိုတစ်ချက်သွားလိုက်မယ်route table ထဲမှာအဲ့တော့ PPC ထဲမှာကုန်ချိတ်ပြီလားဆိုတာကိုတစ်ချက်ကြည့်လိုက်မယ်
BBC ထဲမှာ subnet နဲ့route table နဲ့ချိန်နေပြီ subnet နဲ့ route table နဲ့ချိန်နေပြီဆိုတော့route table နဲ့network နဲ့ချိန်ဖို့အတွက်ဒီမှာ edit လေးကိုနှိပ်လိုက်မယ်အဲ့တော့ဒီထဲမှာဆိုလို့ရှိရင် edit route ကိုရွေးလိုက်ပါမယ်နောက်တစ်ခုထည့်လိုက်မယ်ထည့်လိုက်ပြီးတော့ 0.00 ထဲကနေပြီးတော့ဒီ target မှာဆိုလို့ရှိရင် internet gateway ကနေပြီးတော့ခုနက create လုပ်ခဲ့တဲ့ဒီ internet gateway နဲ့ချိန်လိုက်မယ်ပေါ့နော်အဲ့တော့ change save ဆိုပြီးတော့လုပ်လိုက်ပါမယ်ဟုတ်ပြီအဲ့ဒါဆိုရင်သူရဲ့ subnet association တွေ route တွေကိုကြည့်တဲ့အခါမှာသူရဲ့ဒီကောင်နဲ့လည်းချိန်ပြီးသွားပြီဆိုတော့ BBC ထဲကိုတစ်ချက်ပြန်ဝင်ကြည့်လိုက်မယ်ပြန်ဝင်ကြည့်လိုက်တော့ဒီ route မှာဆိုလို့ရှိရင်ဒီမှာအကုန်လုံးချိန်ပြီးသွားပြီပေါ့နော်အဲ့တော့ချိန်ပြီးသွားပြီဆိုတော့ VN တစ်ခု create လုပ်မယ်အဲ့တော့ EC2 ထဲသွားလိုက်ပါမယ်EC2 ထဲမှာ instant တစ်ခု create လုပ်မယ်အဲ့တော့ပေးထားတဲ့ instant က instant name ပေးထားတဲ့ center web EC2 ဒီအနေဆုံးပဲရွေးလိုက်မယ်ကျွန်တော်တွေကတော့ T2 micro လို့ပြောထားတဲ့အတွက် T2 micro ကိုရွေးလိုက်ပါမယ်အဲ့တော့ instant နဲ့ပတ်သက်တဲ့အကြောင်းအရာတွေတော့ဒီ compare instant နေကြည့်ပြီးတော့လေ့လာလို့ရတယ်အဲ့တော့ keypad ကတော့မထုတ်တော့ဘူးဒီမှာဆိုလို့ရှိရင် BBC ကခုနက create လုပ်ထားတဲ့ BBC လေးကိုပဲရွေးလိုက်မယ်subnet တွေကတော့မပြောထားဘူး create security group မှာ SSH ရဲ့ဒီ22ကို allow လုပ်ထားတယ်ဒီဟာတွေကတော့ဘာမှမပြောထားတဲ့အတွက် auto assign လည်းလုပ်ထားတယ်ထင်တယ် BBC ရှိမယ်auto assign ကလည်း enable လုပ်ထားတယ်22ကိုလည်းဖွင့်ထားတယ်ဆိုရင်တော့ဖြင့်ကျွန်တော်တွေဘာမှမပြောထားတဲ့အတွက် instant ကို launch လုပ်လိုက်ပါမယ်အဲ့တော့ instant တစ်ခုရလာပြီအဲ့တော့ running တော့ဖြစ်နေတယ် initialization ဖြစ်နေတယ်ပေါ့နော် instant ထဲကိုဝင်လိုက်ပါမယ်နောက်တော့တစ်ချက်ဆောင်ပေးလိုက်ပါမယ်instant ထဲဝင်ပြီးတော့ connect လုပ်လိုက်ပါမယ် IPv4 public IP ကနေတဆင့်connect လုပ်လိုက်ပါမယ်ရှင်အဲ့တော့ instant ကလည်း response ပြန်လာတယ်ဆိုတော့lab ကတော့ okay ပြီလို့ထင်ပါတယ်အဲ့တော့ pass ဖြစ်လားဆိုတာကို check လုပ်ကြည့်လိုက်ပါမယ်ဟုတ်အဲ့တော့ lab လေးကတော့ pass ဖြစ်သွားပါပြီအားလုံးကြည့်ရှုပေးတဲ့သူအားလုံးကိုလည်းကျေးဇူးတင်ပါတယ်နောက်နေ့ day 28မှာပြန်တွေ့ပါမယ်ရှင် lab လေးကိုလည်း store လုပ်လိုက်ပါပြီ